အမေရိကန်မှာလူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ဖမ်းခံထားရသူတွေကိုပြည်နှင်ဒဏ်ပေးရလွယ်ကူအောင်အကျဉ်းသားတွေရဲ့မိခင်နိုင်ငံလည်းမဟုတ်သူတို့နဲ့ဘလို့မှမသက်ဆိုင်တဲ့ဂျားကန်တတိယနိုင်ငံတွေကိုတန်းနဲ့ချီတဲ့ဒေါ်လာတွေအကုန်ခံပြီးပို့ပေးနေတာကိုစုံစမ်းသိရှိရတဲ့အကြောင်း Washington Post သတင်းစာကရေးပါတယ်တတိယနိုင်ငံကိုအပို့ခံရသူတွေဟာသူတို့မိခင်နိုင်ငံတွေကပြန်လက်မခံလို့ညှင်းဆိုခံရသူတွေဖြစ်တာကြောင့်ဒီလူတွေအမေရိကန်မြေကထွက်သွားရင်ပြီးရောဆိုတဲ့သဘောနဲ့တတိယနိုင်ငံတစ်ခုခုကိုငွေပေးစီယုံပြီး Third Country Deportees အစီအစဉ်နဲ့ပို့ပေးနေတာပါဒီလူတွေကိုလက်ခံပေးဖို့သဘောတူတဲ့အထက်မှာအမေရိကန်နိုင်ငံသားရေးဌာနကလူမှောင်ခိုကူးတယ်လို့ဆွဆွဲခံထားရတာကြောင့်ခရီးသွားသတိပေးချက်ထုတ်ခံထားရတဲ့နိုင်ငံတနိုင်ငံလည်းပါတယ်လို့ဆိုပါတယ်အမေရိကန်ကပို့တဲ့သူတွေကိုလက်ခံဖို့သဘောတူထားတဲ့9နိုင်ငံကိုဖော်ထုတ်ခဲ့တာမှာပထမနိုင်ငံကတော့အာဖရိကတိုက်အလယ်ပိုင်းက Equatorial Guinea ဖြစ်ပါတယ်ဒီနိုင်ငံကိုသမ္မတထရမ့်အစိုးရကဒေါ်လာ9တန်းခွဲပေးခဲ့ပေမဲ့အကျဉ်းသားဘယ်နှယောက်ကိုလက်ခံရမယ်ဆိုတဲ့အသေးစိတ်တော့မတွေ့ရဘူးလို့ဆိုပါတယ်ဒီပမာဏဟာလွန်ခဲ့တဲ့10နှစ်အတွင်းဒီနိုင်ငံကိုအမေရိကန်ကပေးခဲ့တဲ့အကူအညီအထောက်ပံ့တဲ့ပုံများတယ်လို့ဆိုပါတယ်ဒုတိယနိုင်ငံကတော့ Eswatini ဖြစ်ပါတယ်သူကတော့အကျဉ်းသား160အတွက်ဒေါ်လာ9.1တန်းပေးခဲ့ရတယ်လို့ဆိုပါတယ်တတိယနိုင်ငံကတော့ El Salvador ဖြစ်ပါတယ်ဗင်နီဇွဲလားအကျဉ်းသား250ကိုလက်ခံပေးဖို့ဒေါ်လာ6တန်းဝန်းကျင်ပေးခဲ့ရတယ်လို့သမ္မတအိမ်ဖြူတော်ကအတည်ပြုပြောဆိုပါတယ်စတုထမြောက်နိုင်ငံကတော့ရဝမ်ဒါဖြစ်ပါတယ်သူကတော့အကျဉ်းသား250လက်ခံပေးဖို့ဒေါ်လာ9တန်းခွဲငွေလက်ငင်းပေးခဲ့ရတဲ့အကြောင်းဇွန်လ3ရက်နေ့မှာချုပ်ဆိုခဲ့တဲ့စာချုပ်မှာဖော်ပြထားပါတယ်ဒါအပြင်အီရတ်နိုင်ငံသားအကျဉ်းသားတအူထပ်တိုးတဲ့အတွက်ဒေါ်လာ3သိန်းထပ်ပေးရတယ်လို့ဆိုပါတယ်နောက်ဆုံးနဲ့ပြင်စမမြောက်နိုင်ငံကတော့ဂါနာဖြစ်ပါတယ်သူကတော့ငွေသားမပေးရဘဲအကျဉ်းသား40လက်ခံဖို့အတွက်ဒဏ်ခတ်ပိတ်ဆို့မှုတွင်းကုန်အခွန်နဲ့လူမှုကြီးကြပ်ရေးဆိုင်ရာကန့်သတ်ချက်တွေဖြေလျှော့ပေးတာတွေကိုအမေရိကန်ဘက်ကလုပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်ဒီနိုင်ငံတွေလိုပဲအမေရိကန်ကပို့တဲ့အကျဉ်းသားတွေကိုငွေနဲ့လက်ခံပေးနေတဲ့တခြားနိုင်ငံတွေလည်းအများအပြားရှိနေပါသေးတယ်သူတို့နဲ့မဆိုင်တဲ့နိုင်ငံကိုပို့တဲ့ဒီလုပ်ရက်ကိုအကျဉ်းသားတွေရဲ့ရှေ့နေတချို့ကသမ္မတထရမ့်အစိုးရထံမှာစာရေးကန့်ကွက်ထားကြတယ်လို့ဆိုပါတယ်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ဝါရှင်တန်ရုံးညွှန်ကြားရေးမှူးနီကိုဝေဒါရှိုင်းကတော့ဒီငွေတွေရဲ့ accountability ရှိမှုမရှိမှုအပေါ်မှာထောက်ပြထားပါတယ်သမ္မတထရမ့်အစိုးရကဒီငွေတွေကိုဘယ်နေရာမှာသုံးရမယ်မသုံးရဘူးဆိုတဲ့ကန့်သတ်ချက်ထည့်မထားတဲ့အတွက်အဲ့ဒီနိုင်ငံတွေကငွေတွေကိုဘယ်လိုသုံးသလဲဆိုတာမသိနိုင်ကြောင်းထောက်ပြပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ